Hello အားလုံးမင်္ဂလာပါကျွန်မကတော့ English Language Teacher ဒေါ်စိုးမော်မော်ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာအင်္ဂလိပ်စာကြောင်းလေးအထူးကိုမျှဝေပေးချင်ပါတယ်ကိုကအလုံးလုံးတဲ့အခါမှာကိုအလုံးလုံးတာအဆင်ပြေရဲ့လားဆိုတာကို boss ကိုမေးမယ်လေ If everything okay with my work သူ့ရဲ့အဓိပ္ပာယ်ကကျွန်မအလုံးလုံးတာအဆင်ပြေရဲ့လား If everything okay with my work? Is everything okay with my work? Okay. နောက်တစ်ချောင်းကတော့တခြားပြောင်းလို့စေချင်တာလေးရှိရင်ပြောပါနော် Let me know if you want me to do it differently. Let me know if you want me to do it differently. Let me know if you want me to do it differently. ကိုကအခုမှစပြီးတော့လေ့လာခန်းစားဆိုရင်စာကြောင်းအရှိန်ကြီးကိုချက်ချင်းပြောတတ်မှာမဟုတ်အဲ့ဒါဆိုရင်တစ်ဖြက်အဲ့လိုဖြတ်ပြီးတော့မှတ်ပေါ့နော်မှတ်မိအောင်မှတ်ပါ Let me know အဲ့ဒါလေးကိုတစ်ဖြက် Let me know if you want me to do it differently အဲ့လိုဖြတ်ပြီးတော့မှတ်ရင်တော့မှတ်မိလွယ်ပါတယ် Okay I tell you next time နောက်တစ်ခါပြောပြပေးမယ်နော် Let me know if you want me to do it differently Let me know if you want me to do it differently Bye bye ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကိုတို့အကျိုးရှိရဆိုရင် comment မှာတစ်ခုခုရေးပေးခဲ့ပါ like and share လေးလုပ်ပေးပါ Bye bye နောက်ထပ်အကျိုးရှိတဲ့ဗီဒီယိုတွေကိုထပ်ပြီးတော့မျှဝေပေးပါဦးမယ်